2026ကမ္ဘာဖလား Day 11ပွဲစဉ်များပွဲကြိုအထူးသုံးသက်ချက် ESport ပြည်သက်များအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တနင်္ဂနွေညမှာရှင်ပြန်ကစားတော့မယ့်ကမ္ဘာဖလားပွဲစဉ်များကိုသုံးသက်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်စပိန်နဲ့ဆော်ဒီကိတ်ဗာဒီလိုမျက်နှာတဲ့အသင်းငယ်လေးကိုတစ်ဖက်သက်အသာစီးရခဲ့ပေမဲ့ဂိုးမရပဲဇီးဇီးတရေချခဲ့တာဟာဆော်ဒီနဲ့ပွဲမှာစပိန်ပောက်ကွဲလာမယ့်အားကိုမြင်တွေ့ရမယ့်သဘောပါပဲစပိန်ခန်စစ်ကနောက်ဆုံး7ပွဲမှာ10ပွဲဂိုးမပေးခဲ့ရတာမို့ဥရုဂွေကိုတရေကစားလာတဲ့ဆော်ဒီဂိုးရဖို့မလွယ်ပါဘူးနှလုံးရှုံးတဲ့သူစပိန်ကိုပဲအားပေးရမှာပါအဂျီယန်နဲ့အီရန်ထရော့ဆယ်ဒီဘရိုင်းကီတီလာရီတို့အတွဲဖက်ခြေစွမ်းမစိုးပေမဲ့ဒိုကူမလို့ရင်ဘယ်ဂျီယန်ကဂိုးရရည်မှာခက်ခဲလေးရှိပါတယ်လက်တင်းစလုံးအဖွင့်ပွဲတည်ရကြခဲ့တာမှာဂိုးတွေပေးထားရပါတယ်ကမ္ဘာအဆင့်20မှာရှိနေတဲ့အီရန်ကလည်းအတင်းလိုက်ကစားအားရှော့တွက်လို့မရတာမို့အပြိုင်ဖွင့်တိုက်ကြရင်ဂိုးများမဲ့အလားအလာရှိပါတယ်ဒီပွဲစဉ်တွေထဲကအကြိုက်ဆုံးတပွဲကောင်းရွေးချယ်မှုတော့ ESport ရဲ့ Telegram Channel မှာတီးတန့်တင်ဆက်ပေးထားပါတယ် Channel ကို join ပြီးတော့အခမဲ့ရယူနိုင်ပါတယ် join ဖို့အတွက်လည်း comment မှာ link ချပေးထားပါတယ်ဥရုဂွေနဲ့ကိတ်ဗာဒီပြန်ပွဲမတိုင်ခင်ခြေစွမ်းပွဲတွေမှာအနိုင်မရခဲ့တယ်လို့အဖွင့်ပွဲမှာပါဆော်ဒီဂိုးသမားလက်ဆန်ပြမှုနဲ့တည်တမတ်တာရခဲ့တဲ့ဥရုဂွေဟာစပိန်နဲ့ပွဲမှာအံ့အားတင်းပွဲဆွမ်းဆောင်ရည်ပြခဲ့တဲ့ကိတ်ဗာဒီဂိုးတစ်ပါးနဲ့ရင်ဆိုင်ရပါဦးမယ်ဖေဗာဒီကိုပဲအားပြုကစားနေရတဲ့ဥရုဂွေတို့ဂိုးသွင်းအရာမှာကျဆင်းနေတာမို့ဂိုးအောက်ကိုပဲရွေးချယ်ပေးချင်ပါတယ်နယူးဇီလန်နဲ့အီဂျစ်ဆာလက်နဲ့မာမုစ်တို့လိုတိုက်စစ်လမ်းကြောင်းရှာဖွေမှုမှာနယူးဇီလန်တောင့်ခံနိုင်မယ်မထင်ပါဘူးအီဂျစ်ဟာအီရန်လိုပဲမာကျော်တယ်တောင့်တင်တယ်ခရစ်စူဦးဆောင်တဲ့နယူးဇီလန်ဟာအဖွင့်ပွဲမှာငကိုရလိုက်လို့စောင့်ကြည့်ချင်စရာဖြစ်နေပေမဲ့အတွေ့အကြုံတဘာကစကားပြောမဲ့ပွဲမို့နယူးဇီလန်တကိုးဆိုရင်အီဂျစ်လည်းတကိုးရယူနိုင်ဖို့အသင့်ပါပုံမှန်မှာကြောတဲ့အီဂျစ်ကိုပဲတဘောကြမိပါတယ်ဒီပွဲစဉ်တွေထဲကအကြိုက်ဆုံးတပွဲကောင်းရွေးချယ်မှုတော့ ESport ရဲ့ Telegram Channel မှာတီးတန့်တင်ဆက်ပေးထားပါတယ် comment မှာ link ချပေးထားပါတယ်ဒီပွဲစဉ်တွေပေါ်ညီကိုရောဘယ်လိုမြင်ကြလဲ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ